rahmatullahi wa barakatuh မြန်မာနိုင်ငံမှာရှိတဲ့စစ်အာဏာရှင်ကိုတော်လှန်နေတော့ရဟန်းရှင်လူပြည်သူအားလုံးအပေါ်မှာညဉ့်ညံ့တာမှုတွေကြောက်ပါစေပထမဆုံးအနေနဲ့ဒီတော်လှန်ရေးမှာရဲတောက်အသက်ခန္ဓာကိုယ်အမာပြည်သူပြည်သားတွေအတွက်ပေးဆက်သွားတဲ့အာဇာနည်တွေအားလုံးကိုကျွန်တော်အထူးဂုဏ်ယူလေးစားပါတယ်ဒါရင်ပတ်ထဲကတကယ်ရိုးသားပြောတဲ့စကားပါဆက်လက်ပြီးတိုက်ပွဲဝင်နေတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုလည်းပဲအထူးကျေးဇူးတင်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကအဝေးကနေပြီးတော့မြောက်ပေးနေတာပါလို့ပြောတဲ့ဒလန်တွေလည်းရှိတယ်ကျွန်တော်အာဏာသိမ်းပြီးတဲ့အချိန်မှာမြန်မာပြည်သူပြည်သားတွေကိုရောလူငယ်တွေကိုရောမင်းတို့တွေလမ်းပေါ်တက်ပြီးဆန္ဒပြကြလို့ကျွန်တော်တိုက်တွန်းခဲ့ခြင်းမရှိဘူးလူငယ်တွေကကိုယ်ပိုင်အတွေးခေါ်နေရှိတယ်သူတို့ရဲ့လွတ်လပ်မှုသူတို့ရဲ့ဖွင့်ဖြိုးလာတဲ့အတောင်တွေကိုရိုက်ချုပ်ခံလိုက်ရတယ်အဲ့ဒီအတွက်သူတို့ရင်ပတ်ထဲကဆန္ဒတွေသူတို့ရဲ့လေးလာစီးပူးထားတဲ့ပညာတွေသူတို့ဘဝကိုစရေးပြီးတော့နောက်လာမဲ့သူ့ညီတွေညီမတွေရဲ့ဘဝတွေအတွက်ဥဆောင်တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်တယ်ဒီပေါ်မှာကျွန်တော်တို့ကမလုပ်ကြပါနဲ့မကန်ကြပါနဲ့လို့တားပိုင်ခွင့်မရှိဘူးဘာကြောင့်လဲဆိုတော့အမှန်တရားမှာယက်တည်ပြီးတော့အသက်ပေးမယ်လို့ထွက်လာတဲ့လူတွေကိုတားမြစ်ခြင်းဒီဒါမတရားမှုဖြစ်တယ်မတရားမှုဘက်ကယက်တည်ခြင်းဖြစ်တယ်ဒါကြောင့်လည်းပဲကျွန်တော်တို့ကရှေ့ထွက်ပြီးတော့အားပေးရတယ်ပြီးတော့ဒါအားပေးတာဒီမြောက်ပေးတာမဟုတ်ဘူးဆိုတာနားလည်ဖို့လိုတယ်ဒါတော့ကျွန်တော်ရှင်းလင်းပြောခြင်းတယ်နောက်တစ်ခုကကျွန်တော်ရိုးသားပဲပြောမယ်ကျွန်တော်ပစားနဲ့ပဲကူညီနေတဲ့လူမဟုတ်ဘူးကျွန်တော်လုံနိုင်သမျှအလုပ်တွေအများကြီးလုပ်တယ်ဒီကိုဘက်ကာလကလေးရပဲကျွန်တော်ခြားတဲ့ပိုက်ဆံတွေအားလုံးကိုဗမာပြည်ထဲကိုပို့ပြီးတယ်ကျွန်တော်တကယ်ပဲကိုကျွန်တော်ရဲ့တိုင်းပြည်ကျွန်တော်ရဲ့လူမျိုးကိုချစ်ခင်လို့အဲ့လိုပို့ပေးတဲ့အခါမှာတချို့ထင်မှာပေါ့ဒီကောင်တွေမွတ်စလင်တိုင်းဝမ်မဲ့ပို့ပေးတယ်မဟုတ်ဘူးကျွန်တော်ပေးတယ်ဆိုတာကိုသိရင်တချို့ကတွေ့ဝေပြီးတော့လက်မခံပါဆိုလို့ရန်ကုန်ပတ်ဝန်းကျင်မှာရှိတော့ရန်ကုန်မြို့ထဲကအလူရောက်နေတဲ့နေရာတွေမဟုတ်ဘူးအလူနဲ့ကင်းဝေးသောနေရာများမှာတချို့ကိုတော်တွေကိုဘုန်းကြီးတွေကိုစီးအောင်ပြီးတော့ရှင်ဗျာဒါလေးတော့တပည့်တော်ပေးတာမသိစေနဲ့သူတို့အတွက်ဒါလုပ်ပေးပါကျွန်တော်အများကြီးသုံးပါတယ်ရသမျှအကုန်သုံးတယ်ဆိုတော့ကျွန်တော်ကဗစားနဲ့မြောက်ပေးတဲ့လူတွေမပါဘူးအခုလဲလောလောဆယ်မှာကျွန်တော်တတ်တဲ့တိုင်များအကုန်လုပ်ပေးနေတယ်အခုကျွန်တော်ဒီမှာလာပြီးတော့ဒီနေ့ပြောရတဲ့အကြောင်းရင်းကကျွန်တော်တို့ရဲဘော်တွေပေးဆက်စတေးရတယ်ဒါပေမဲ့ဒါဒီပေါ်မှာပဲလူတွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆက်မလုံးနဲ့တော့ဆိုတဲ့စကားတွေလည်းထွက်လာတာတွေ့ရတယ်ဒါကဒလန်ဘက်ကပြောတဲ့စကားတွေဖြစ်တယ်ကျွန်တော်တို့ပေးဆက်လိုက်ရတဲ့ရဲဘော်တွေရဲ့ဘဝတွေအသက်တွေသူတို့ရဲ့သားသမီးတွေရဲ့ဘဝတွေအသက်တွေအတွက်ကျွန်တော်တို့ကချစ်ဆက်ပြီးတော့တိုးရမှာကျွန်တော်တို့လုံးဝနိုင်နေတယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့နားလည်ဖို့လိုအပ်တယ်နံပါတ်1ကျွန်တော်တို့ဒီမှာဖုန်းတစ်လုံးကင်တယ်ဒီဖုန်းတစ်လုံးအဲ့တော့ဒီဖုန်းထဲမှာရှိတဲ့စင်ကတ်ကိုဖြုတ်ထားလိုက်ရင်ဒီဖုန်းကသုံးမရဘူးလက်ရှိအာနာသိန်းတယ်ဆိုတဲ့အကောင့်တွေကသူတို့ကအာနာသိန်းပြီးအုပ်ချုပ်ဖို့လူလူမရှိဘူးသူတို့ကဖုန်းအလုံးကြီးကိုကင်ထားတာတကယ်ဖုန်းမှာအရေးပါသောစင်ကတ်ကိုပြည်သူလူထုကယူထားလိုက်တယ်ပြည်သူလူထုကပေးတဲ့အာဏာသူတို့မှမရှိဘူးသူတို့အတင်းသိမ်းယူတဲ့အချိန်မှာပြည်သူကငါစင်ကတ်ကိုငါပြန်ပေးလို့တင်ထားလိုက်တယ်အဲ့တော့သူတို့ကလုံးဝအသုံးမဝင်တဲ့အခွန်ကြီးနဲ့လဲပတ်နေရတဲ့အချိန်မှာအတင်းဝင်လို့တယ်ဒါပေမဲ့ပြည်သူကဒီနေ့ထိသူတို့စင်ကတ်ကိုသူတို့တင်ထားတယ်ဒါမဟာအောင်မြင်မှုကြီးဖြစ်တယ်ဒီကောင်တွေလဲပတ်လို့မရဘူးနောက်တစ်ချက်သူတို့စစ်လေနေမှာသုံးမဲ့စီတွေသူတို့အစိုးရပိုင်သူတို့ပေါ့နော်ဒီစက်ကောင်စီကတိမ့်လိုက်တဲ့ငကောကတော့အစိုးရပိုင်ဖြစ်မယ်စက်ကောင်စီကတိမ့်လိုက်တဲ့လေရင်တွေအားလုံးအတွက်စီမရှိတော့ဘာကြောင့်လဲပူးမာကုမ္ပဏီကသူတို့ကိုစီရောက်တာလောင်စာစီရောက်တာအားလုံးကိုရက်တက်လိုက်တယ်ဒီကောင်တွေစစ်လေရင်သုံးမယ်ဆိုရင်တော့မှအတိုင်းစားနဲ့သုံးရမယ်
Majagan Sipia Dome, Konwame. Taha, Jima, Ami Mujida Machine. Now the Chaka, General Dine at the penny there. Celebrate at the beam as well, Ludi, Alongo Chila. General Dema, Muslino, Buddha Badaro, Krayano, Baramashiro, Nico Monomasa Pietwabi. Dilo, Taidu Bidare, Nico Monomake, chicken, Dabo, so that say you. Pepe Samunema, Mayana, Milling as a Pieta Mene. Aro, Dago di Sepeluria leve, Anachinia leve. Taidu Bidare, Twisi Daba, through a chow so bede. To dine through a chow so so Yadwara. General Taibia, Chimare, Amimujida Mashi. Chimazwa Amine. Taidu Bidare, Nico Manmalo, checking me, Silo Nino Tuama, General Naulame and Nagama. Kabama, Lu Dine, Yimon Tamio Sasaname, Luya Wilame, don't de Pumpulame. The Amimua, Imadan Chichere, General Pisa, San Setose Amine. How General changing Limimulu. A young Asoy, Muslim Solekala, Petra Chame, a Yakai Sole Yaki, Petra Chame, Kayin Solang a boy, Petra Chame. Sura, Dilo Hamoya, low up Yaguabido, Nico Bonama Safety, Windwara. Dilo Chichere Amimu, Yame Sura. Penangan Tamama, Nepal Yanashi, Pisa Bidoma Yare. Silo Nino Mupide. American Nangalo, Democracy Nanga Marama, Puna Mea, Yimatema, Biwa Machi Debu. Dine, Yamanangandari, Ya like the Amyajia, Imadan Chije. Ara, General, Ditola Yejia, Chimare, Omimu, Yani, Surago. Quack, changing Mimu, Lu Abari. Minda de Pina Chenile, Miaishi, Music de Yale Minda. A good music of your Lungeta down of Yora Mobuno. A good now by my point are the Luruji alone of Yora. Ara, Luruji alone at Dao, Chije, Mindabi, Yada let the Dobi. Ara, not at two Quabosura. Se Anajene, Ayada Anajene, Lojin the Lo, Popantivo, General Ludujia. Through two settle come at the dome of Hodobu, Suraga, Chinini, Miniari. Da Omimu Jijere, Imadan Jijere, Omimuba. Notice it. The nature of to Lion Niara. Sita also daily to Kudem Hobu. Mania, flying Diama, General Cocoquim Milayabi. General D. Sita also Abawe, Kabama Louis, Miazo, so do Nangan Jule, Tolan Layara. General Lunanelli, the lot of Lamu, Tolami, ye, Gigo. All means to a lona melo. Kaba Bebina Chingama Twimatayevu, Dajigo Omimu Yadware. Da Chimare Omimupide. Chimare Omimupide. Dame, da Diconi Pegale, throw a throat, Nangai Bain Tomiro, Tubo to Nemidaba. Pidu Luduga, Dineti Imitan Yinjide, Temuide, Sikanchi. Ara Lurudema, Macamayana Pite Lungaria, Pioma about Teo, say Omishoro, Paronado Pioma, Dame Luru Meloba. Durua, Imitan Sikanchi, so that Kabaya Miniari. Dicone to say on to Michore, Piro, your domo Josare. Palong Yipadek on Senagino. To say on to Michore, your domo Josare. Luduga, I say on the Michos Yamalobu. Pajoles, Yamananga told it a tail late. Say only got trot door, a wet Samia, a wet Tamiadi, Urabashi or Yamare, America or Yamare. Ara alo Paita Bibi. Come here, Piedi the king chattel outside. Piedi Wemelu Mashiro, a Piedi to the Pogdama. General Yamananga Machi, Yamaluru, I don't Yamanebu. Do I do Poppy Sonjon to Ame Sayoni, Michos Jamashi. Tame Lulu Mara Saiwa at Yogo, Pima Yo. Pierre in a Oji or Mabono. The Geranga Sadakago Micho Dwara. The Yok Pima Ya Akauniko and Micho Dwara. The Roga throw a tail lady, but Yawaro, throw longer yet Dwabi. Throw a chombo navy. Aro throw Ludu or Leve. O Sadapaka Palmido, Ludu or Leve, Yazo Caudelo me all. Piro throw ye, Sonjo Mude will leve. Ayoya, not quite Yadwara. I met an old Lulu Lamatomu. You're busy, I'll let Jomashi. Tao,
ဒီမှာရင်ကျွန်တော်တို့ကဘာလဲဆိုတော့ကြီးမားတဲ့အမြတ်ကြီးရဒီကောင်တွေထွက်ပြေးတာအဲ့တော့ဒါကြီးမားတဲ့အမြတ်ကြီးရတယ်ကြီးမားတဲ့အောင်မြင်မှုရတယ်ဒီလိုကြီးမားတဲ့အောင်မြင်မှုရလာလေစစ်တပ်ကခက်ကြမ်းကြမ်းဖိလာမှာပဲကျွန်တော်တို့အရက်ထဲမှာပြောစကားရှိတယ်အပေမြိတ်လာလေတိုက်လေပဲကျွန်တော်တို့တော်လိုက်အောင်မြင်လာလေဒီကောင်တွေရတဲ့နီးနဲ့ကြမ်းပါပဲဒါပေမဲ့သူတို့ကြမ်းလေသူတို့ကြဆုံးလေပဲဒီနေ့အုပ်ချုပ်ရေးရန်တရားအရာပြောရင်သူတို့စစ်တပ်ကအာဏာသိမ်းတယ်ဗမာပြည်ကိုအတင်းအားဓမ္မအုပ်ချုပ်တယ်အဲ့တော့ပြီးတော့မှသူတို့ကိုသူတို့အစိုးရဆိုပြီးကြီးညာတယ်ဘယ်ကောင်မှအတိမမပြုတ်ဘူးအင်မတန်အတိမပြုတ်ကျင်တာတရုတ်ကအင်မတန်အတိမပြုတ်ကျင်တာနော်ကျွန်တော်အင်တာဗျူးမှာနားထောင်ရတယ်တရုတ်မြန်မာဆက်ဆံရေးအသင်းအကောင်တွေကစစ်တပ်ကိုအစိုးရဆိုပြီးတုံးတာရှိတယ်ကျန်တာဘယ်ကောင်မှမတုံးဘူးဒါပြည်မကြီးအကောင်တွေကိုပြောနေတာကျွန်တော်တို့ကဒီနေရာမှာကျွန်တော်ပြောနေတာပြည်မကြီးတရုတ်နဲ့ရုပ်မာတဲ့ကောင်တွေကိုပြောနေတာနော်ကျွန်တော်တို့ဗမာပြည်တွေကတရုတ်မျိုးနွယ်တွေကိုမထိပါနဲ့သူတို့ကကျွန်တော်တို့ရဲ့အသွေးသားတွေဖြစ်တဲ့ညီကိုတွေဖြစ်တယ်ဒီကောင်တွေရုပ်မာပြီးတော့ပြည်မကြီးတရုတ်ကပြေးသွားမှာပြည်ထဲမှာရှိတဲ့ကျွန်တော်တို့ညီကိုမောင်နှမတရုတ်တွေနဲ့ကျွန်တော်တို့လူမျိုးရေးတိုက်ဖို့ဖန်တီးခဲ့မှာဒါကိုကျွန်တော်တို့ဆင်ခြင်ရမယ်တွေးရမယ်ကျွန်တော်တို့ဆက်အာဏာရှင်ကိုစန့်ကျင်တော်လှန်နေတာကနေပြီးတော့လူမျိုးရေးအထီးကျုံဖြစ်သွားအောင်ဒီကောင်တွေဥတီခဲ့တာဒီပြည်မကြီးကောင်တွေကဘယ်တော့မှသက်သာမရှိဘူးသူတို့အချင်းချင်းလည်းတတ်တယ်တရုတ်လူမျိုးလို့မခံယူခြင်းတော့ထိုင်ဝမ်တို့ဟောင်ကောင်တို့ကိုလည်းဖိနှိပ်တယ်တတ်တယ်တကယ်တော့ထိုင်ဝမ်တို့ဟောင်ကောင်ဆိုတာတရုတ်နဲ့ဘာမှမဆိုင်ဘူးတရုတ်စကားပြောတာနဲ့တရုတ်ဖြစ်ရမယ်လို့ကျွန်တော်တို့သတ်မှတ်လို့မရဘူးတောင်အမေရိကတတိုင်းလုံးနိုင်ငံအများစုစပိန်နဲ့စကားပြောတယ်စပိန်ကနှစ်ပေါင်းများစွာသူတို့ကိုအုပ်ချုပ်ခဲ့တဲ့အတွက်တောင်အမေရိကတတိုင်းလုံးကစပိန်နဲ့စကားကိုပြောတယ်ဒါပေမဲ့သူတို့ကစပိန်နေမဟုတ်ဘူးကျွန်တော်တို့ပါချိုင်းပါယာကောင်းစားစဉ်တုန်းကပတ်ဝန်းကျင်မှာရှိတဲ့ဒေသအားလုံးကပါချမ်းစကားပြောတယ်အာဖဂန်နစ္စတန်နဲ့လက်ရှိသည့်ရုံးသုံးစကားပြီးပါချမ်းစကားဖြစ်တယ်ဒီနေ့ဥဇဘက်ကစ္စတန်တာကမင်နစ္စတန်ဘာစတန်ညာစတန်အဲ့စတန်ဆိုတဲ့အားလုံးကပါချမ်းစကားဖြစ်တယ်ဒါပေမဲ့အဲ့ဒါဒီအီရန်လူမျိုးမဟုတ်ဘူးကျွန်တော်တို့ခွဲမြင်ဖို့လိုတယ်တရုတ်ကြီးကသူ့လူမျိုးကတခြားလူမျိုးကိုမျိုးဖို့အတွက်မောင်မိုင်စီးထားတာတစ်ချိန်မှာတမိုင်းကအဖြေပေါ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကပြည်တွင်းမှာရောက်နေတော့ငကိုကနှမ်းမဲ့ခံခဲ့ရတဲ့တရုတ်လူမျိုးနွယ်တွေဟာကိုယ့်လူတွေဖြစ်နေပြီဒါပေမဲ့တချို့ဒလန်တွေတော့ရှိမယ်တချို့ဒလန်တွေကတော့ကျွန်တော်တို့ဥပဒေအရလိုအပ်ရင်ဆုံးမရမယ်လူများစုအခြေခံလူများစုဒီကိုယ့်ရဲ့သွေးသားတွေဖြစ်တယ်အင်မတန်ရုပ်မာဆိုးသွမ်းတဲ့အာဏာရှင်တွေကလူမျိုးရေးဘက်ကိုဖန်တီးတာကိုကျွန်တော်တို့လုံးဝဥမလဲဖို့လိုအပ်တယ်ကျွန်တော်တို့ရဲ့အောင်မြင်မှုကိုကြားဆုံးခံလို့မရဘူးဥလက်ခံလို့မရဘူးဒါကိုကျွန်တော်တို့တွေးထားရမယ်စဉ်းစားထားရမယ်ကြိုတင်ပြင်ဆင်ထားရမယ်ဒီနေ့လက်နဲ့ရှိတဲ့အကောင်ကလက်ပလာလူတွေကိုဘယ်စောက်ဥမှလည်းဝင်ဖြစ်တာမဟုတ်ဘူးနော်မြန်မာနိုင်ငံမှာဆန္ဒပြနေတော့ဒီနေ့ဆန္ဒပြနေတော့ပြည်သူလူထုကြီးသည်ဘယ်စောက်ဥမှရိုက်ချိုးတာမရှိဘူးဘယ်ကားမှရိုက်ခွဲတာမရှိဘူးအင်မတန်စိတ်ကရှိတယ်တယောက်ကျွေးကြတယ်မွေးကြတယ်စောက်ချောက်ကြတယ်နော်သူတို့အင်မတန်စိတ်ကရှိဆန္ဒပြနေတယ်အဲ့ဒီဆန္ဒပြတဲ့လူကိုစိတ်ကရှိနေတဲ့လူတွေကိုလက်နဲ့ရှိတဲ့ကောင်တွေကဝင်လာတယ်တတ်တယ်ပတ်ဝန်းကျင်မှာရှိတာအားလုံးရိုက်ချိုးတယ်ခွဲတယ်အဲ့တော့တကယ်ကသူတို့ချုံးနေတာပြည်သူလူထုကညံမရှိဘူးလို့ခင်ဗျားတို့မထင်နဲ့ပြည်သူလူထုကလောလောဆယ်ဆန္ဒပဲပြနေတာအခုနည်းနည်းလေးဇပြလာပြီပြည်သူလူထုလက်ထက်မှာဗလာရှိတယ်ခင်ဗျားတို့ထက်အစာပေါင်းကြီးတဲ့ဗလာရှိတယ်ကျွန်တော်ကဥပဒေသမားပါပြီးတော့ကျွန်တော် international မှာ lobby လုပ်တဲ့လူတစ်ယောက်ပါဒါပေမဲ့ကျွန်တော်စစ်ရာတွေတိုက်ခိုက်တာတွေကိုနားမလည်ဘူးအကြံလည်းမပေးတတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံအရလက်ပြားတို့အီရတ်တို့ဆီးရီးယားတို့အဲ့ဒီလူတို့ဒီဘယ်လက်နက်ကိုမှမမြင်ဘူးခဲ့ဘူးအာနာရှင်တွေအုပ်ချုပ်တဲ့တိုင်းပြည်တိုင်းမှာလက်နက်ကင်ခွင့်မရှိဘူးဘာလက်နက်မှမရှိခဲ့ဘူး
ဒါပေမဲ့အချိန်တစ်ခုမှာလူလူကြားတဲ့ကိုလက်နဲ့အကုန်ရောက်သွားတယ်ဘာကြောင့်လဲမခံနိုင်တော့ဘူးလူလူဒီနေ့ဒီခက်ဒီကဘာဒီအင်မတန်မြန်တယ်စစ်တပ်ကအကောင်တွေလှုပ်ချင်တိုင်းလှုပ်နေတာကိုလူလူဒီကာလာလေးတစ်ခုပဲတီးခတ်နိုင်မယ်ပြီးရင်ခင်ဗျားတို့ခွေးတွေဝက်တွေတီးရမယ်ဒါကိုလည်းပဲစစ်တပ်ကအကောင်တွေတီးစေချင်တယ်ခင်ဗျားတို့အတွက်ခွင့်လို့ဖို့လမ်းမရှိဘူးခင်ဗျားတို့ကဘာစီးကမှမရှိဘူးခင်ဗျားတို့နှစ်ပေါင်း60 80လောက်စစ်တင်တန်းတွေပြီးတယ်တတိဆွဲပါရိုက်တယ်ပုံစံသွင်းတယ်ဒါဘာစီးကမှမရှိဘူးဘာလူသားစိတ်မှမရှိဘူးဘာစစ်ပညာမှမရှိဘူးကြီးကျယ်တွေ၆ပြောတယ်ရခိုင်ပြည်နယ်ကရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့ ICJ ကြီးတဲ့အချိန်မှာမင်းအွန်လိုင်းပါစာဘာပြောလဲဆိုတော့ကျွန်တော်တို့စစ်သားတွေဟာတဲ့ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီနေပါတယ်တဲ့ဒီကောင်ဘိုးတင်တန်းစိမ့်ပွဲမှာတရားဝင်ပြောတာအခုပြည်တွင်းမှာပေါ်တင်ကြီးပြစ်တက်နေတယ်ဘာဂျီနီဗာကွန်ဗင်းရှင်းနဲ့ညီတာလဲခမားတို့ကျူးလွန်တဲ့အပြစ်တွေကိုသူတစ်ပါးကိုထိုးချဖို့အတွက်ခမားတို့ကဂျီနီဗာကွန်ဗင်းရှင်းနဲ့ညီတယ်လို့អော်တယ်ခမားတို့တော့ရုပ်မာတဲ့လူလည်းကဘာမှမရှိဘူးဒါပေမဲ့ပြည်သူလူထုကိုခမားတို့အညွှန်းချိုးလို့မရတော့ပြည်သူလူထုဆိုတာရှေ့မှာကာလတစ်ခုလောက်ပဲခမားတို့ကိုသိခံပါအခုလောလောဆယ်ကိုယ်တိုင်ကပြည်သူလူထုရဲ့တရားဝင်အစိုးရဖြစ်သော CRPH ကခုခံပိုင်ခွင့်ဆိုတာဥပဒေကိုပေးလိုက်ပြီခုခံပိုင်ခွင့်ဆိုတာမှာလက်နက်ချင်းညီမျှသောလက်နက်နဲ့ခုခံပိုင်ခွင့်ရှိတယ်ညီမျှသောလက်နက်နဲ့ခုခံပိုင်ခွင့်ရှိတယ်ဒါကမ္ဘာဥပဒေပဲလက်နက်အဲ့တော့ညီမျှသောလက်နက်တွေကသူတို့ရှိကိုမကြခင်ရောက်လာလိမ့်မယ်ကဘာကြီးကဒီတိုင်းမနေဘူးအဲ့တော့အောင်မြင်မှုကလက်ရှိမှာကိုယ်တိုင်ကကျွန်တော်စောစောဥပမာပေးတယ်လို့မျိုးဖုံးတစ်လုံးကိုတော့သူတို့လူသွားလို့ရတယ်စင်ကပ်ပါမသွားဘူးအဲ့သူတို့ဖုံးကသုံးမရဘူးဖုံးခွန်အခွန်ကိုသူတို့တိုင်ပြီးတော့ကဘာကိုငါတို့ကိုဒီဖုံးကိုအတိမပြုပေးပါအော်နေတာမရဘူးပြည်သူလူထုလက်ထက်မှာစင်ကပ်ချိတယ်ပြည်သူလူထုဒီကောင်တွေကိုမုန်းတီးနေတဲ့၍ဒီကောင်တွေကိုစန့်ကျင်နေတဲ့၍ဒီစင်ကပ်ကသူတို့ရှိပြန်ရဖို့မရှိဘူးပြည်သူလူထုကလည်းပဲညံချိတဲ့လူတွေသူတို့ဗျူဟာပြောင်းသွားမယ်ဗျူဟာပြောင်းပြီးတော့အများအားခမရတို့ကိုစန့်ကျင်တယ်အဲ့တော့ခမရတို့ကိုလမ်းမောက်တပိဆန္ဒပြရင်ပြမယ်တော့မဟုတ်နောက်နီးနေတဲ့ဆန္ဒပြတယ်သူတို့မှဗျူဟာပြောင်းသွားမယ်လူတိုင်းကအသက်ပါတယ်အဲ့တော့နောက်ပိုင်းပြောင်းလာမယ့်ဗျူဟာကမင်းတို့ရန်သူသေးစိန်ငါချင်းစိန်ဆိုတဲ့ဗျူဟာဖြစ်လာလိမ့်မယ်ကိုလူမသေးစိန်နဲ့သူ့လူသေးအောင်တတ်ဆိုတဲ့ဗျူဟာတွေဖြစ်လာလိမ့်မယ်ဒါကမေးတင်နေပြီအဲ့တော့ခင်ဗျားတို့လက်နက်ရှိတိုင်းဗိုလ်ကြတာမောက်မာတာအနိုင်ကျင့်တာနေ့တုန်းကလိုင်တာကိုသွားမယ်ဆိုရရဲကားတကာချီဟာထွက်လာတဲ့ဗီဒီယိုပိုင်းကြည့်လိုက်တယ်အင်မတန်လူပါဝတယ်လက်နဲ့မရှိတဲ့လူတွေကိုသွားတတ်မှာကိုအရန်ပျော့နေတယ်ခင်ဗျားတို့တတ်တိကောင်းရင်လက်နဲ့ရှိတဲ့လူတွေဘက်ကိုလာခဲ့လीအဲ့တော့ဟိုရခိုင်ပြည်နယ်မှာခွေးတွေဝက်တွေတေတုန်းကတော့ခင်ဗျားတို့တိတ်ပြီးတော့អော်ကြတယ်ငိုကြတယ်တွေ့တယ်အဲ့ဒါတတ်တိမဟုတ်ဘူးလက်နဲ့ချင်းချင်တာမှတတ်တိလက်ပလာကြီးပဲဆိုခင်ဗျားတို့လက်ပလာနဲ့လာခဲ့ဒါမဲ့ခင်ဗျားတို့ရဲ့ကြဆုံခန်းကိုခင်ဗျားတို့ရဲ့လက်နဲ့ချင်းချောက်ပြတာတွေကပို့ပြီးတော့ထင်ဟပ်နေတယ်ခင်ဗျားတို့အရန်ကြဆုံးလာတော့ပို့ပြီးတော့ဖျဲချောက်တယ်အဲ့ဒါပဲခင်ဗျားတို့အစီအဒါပဲအဲ့တော့လူငယ်တွေကဗျူဟာပြောင်းလာမယ်ကိုမသေးစေနဲ့သူသေးစေဗျူဟာပြောင်းလာမယ်စိတ်ချပါဒါလည်းပဲတရားဝင်တယ်ပြည်သူလူထုဒီတရားဥပဒေကိုမချိုးပေါက်ချင်လို့တရားဥပဒေပေါင်ထဲရပဲသွားနေတာခမားတို့ကတရားဥပဒေကိုချိုးပေါက်နေတာတရားဥပဒေပြဋ္ဌာန်းမှုတစ်ခုပြီးတစ်ခုလာရင်ခမားတို့အတွက်အလှဲ့ဆိုတာရောက်လာမယ်အဲ့တော့လူတွေကတချို့လူတွေကပြောကြတာပေါ့နော်ဗမာလူမျိုးတွေဝက်လဲတာလို့ဘာလို့တကယ်ကအဲ့ဝက်လဲမယ်ဆိုရင်စက်တက်ကိုလဲရမှာစက်တက်ကတတ်နေတာဒါပေမဲ့တကယ်ရောက်လာမှာပါခင်ဗျားတို့စစ်တပ်ကပြေးလမ်းမရှိပဲရောက်လာလိမ့်မယ်အခုကမ္ဘာနိုင်ငံကြီးတွေကစမ်းချောင်း statement ထုတ်ခဲ့တယ်မြောက်ကလာ statement ထုတ်ခဲ့တယ်ဒီကြားထဲမှာမီဒီယာဘက်က statement ထုတ်ခဲ့တယ်တကယ်ကိုအတော်ရုံးဖြစ်တဲ့နေ့ကမ္ဘာနိုင်ငံကြီးတွေက
ဘာမှမပြောတော့ဝမ်းနဲတာတွေပူဆွေးတာတွေအပြင်းထန်ကန့်ကွက်တာတွေပြင်းပြင်းထန်ထန်ချုပ်ချတာတွေဘာမှမပြောတော့ဒါတိတ်ပြီးတော့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကိုရောက်လာတယ်မင်းတို့တွေကဗစားနဲ့ပြောလို့ရတဲ့အကောင့်တွေမဟုတ်ဘူးလို့ဆုံးဖြတ်လိုက်တယ်အဲ့တော့ခင်ဗျားတို့သိဖို့ကောင်းတယ်အဲ့တော့ဗစားနဲ့ပြောလို့မရတော့ဘူးဆိုရင်တော့ခင်ဗျားတို့ရှိကိုလက်လာလိမ့်မယ်ကျွန်တော်ကုန်ခဲ့တဲ့နှစ်ပတ်ကစပြောခဲ့တယ်ကျွန်တော်ကာလတစ်ခုပဲအချိန်ကာလမပြောလို့ဘူးခင်ဗျားတို့စိတ်တွေသိရမယ်ပြောခဲ့တယ်ခုရပိုင်းမှာလည်းထပ်ပြီးတော့အတီးပြုပြောနေတယ်ခင်ဗျားတို့အတွက်အင်မတန်နိကတ်သွားပါပြီအဲ့တော့ပြည်သူလူထုကမကြောက်ဖို့လို့တယ်ကျွန်တော်ပြောလို့လေဟိုဆုံးပြမှာမဟုတ်ဘူးသူတို့မကြောက်တာငကိုတဲ့ကရဲတောက်တတ်သိရှိတဲ့လူလူဆိုကျွန်တော်အတိမတ်ပြုပြီးသားပါဘယ်ဒလန်နေပြောမတွေ့ဝေပါနဲ့ချစ်ကိုဆက်တက်ပါမရက်တီပါဗျူဟာပြောင်းတဲ့လို့ပြောင်းပါဒီအောင်မြင်မှုကိုခင်ဗျားတို့လက်လွတ်ဆုံးရှုံးခံပြီးတော့အချုံးပေးဖို့တော့မစင်စားနဲ့အချုံးပေးဖို့လည်းမရှိပါဘူးတကယ်လို့များဒီဗျူဟာကိုပြောင်းနိုင်တယ်များပြောင်းကိုလူချင်းစေသူ့လူတေစေဆိုတဲ့ဗျူဟာကိုပြောင်းပါဒါအကြံပေးတာကြံတဲ့ဟိုစိတ်ရေးပါညာကျွန်တော်တော့မကြွညင်ဘူးကျွန်တော်ဥပဒေအရပဲကြွညင်တယ်ဥပဒေအရလည်း lobby လုပ်ပေးတယ်အဲ့တော့တချို့လူတွေကလည်းပြောမှာပေါ့တချို့လူတွေကလည်းပဲပြောမယ်ဒီကောင်ပြောတာဖြစ်မလာဘူးဖြစ်လာနေတာတွေကိုကြောင်တောင်ကန်းတဲ့လူတွေရှိတယ်ကြောင်တောင်ကန်းတဲ့လူတွေကိုတော့ဘယ်လိုမှခင်ဗျားတို့မျက်လုံးတငယ်ထည့်ပေးလို့ရမှာမဟုတ်ဘူးပြည်သူလူထုကိုစိတ်ဓာတ်ကျစေသောစကားပြောသူအားလုံးဒလန်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့အရေးကြီးတဲ့ပါဝါကိုပြည်သူလူထုကကင်ထားတာအဲ့ဒါကိုစိတ်ဓာတ်ကျပြီးလွှတ်ချလိုက်လို့ရှိရင်ကျွန်တော်တို့တသက်လုံးမျိုးစဉ်မျိုးဆက်ဖိနှိပ်တော့မှာဒီကောင်တွေအညိုးတေးနဲ့ဖိနှိပ်မှာအိမ်နေတိုင်းဟိုဝิญဉ်တိုင်းဝင်မယ်တတ်ချင်တိုင်းတတ်မယ်တတ်ချင်တဲ့အကောင်ဆွဲတတ်မယ်ပြီးလို့ရှိရင်ဟိုမိန်းကလေးတွေကိုအာမနာလုပ်မယ်ပြီးရင်ပိုက်ဆံညစ်မယ်စစ်ကြေးတောင်းမယ်ဒီကောင်တွေရဲ့အဆင်အားရရောက်သွားပြီသူတို့ပါပိုက်ဆံကုန်မယ်အခုလေးစီကုန်ပြီပိုက်ဆံလည်းပြတ်ပြီအတော့ရမ်းမယ်ရတဲ့နေရာဓမြတိုက်မယ်ဟိုနာရေးဆိုလဲနာရေးအတင်းတွေကဝင်ပြီးတော့ဓမြတိုက်မယ်အဲ့ပိုက်ဆံတွေအကုန်သူတို့ယူမယ်အကြောင်းပြချက်မျိုးစုံနဲ့ဓမြတိုက်မယ်စီးပွားလုပ်နေတဲ့လူတွေကိုလည်းပဲအဲ့ကောင်ကြီးကစစ်ကြေးတောင်းမယ်တကယ်လို့ဒီဆန္ဒပြမှုဒီပြည်သူလူထုရဲ့ရက်တည်မှုနောက်ဆုံးသွားတဲ့နေ့မှာပြည်သူလူထုတရက်လုံးအကြီးခံရမှာဗမာပြည်ထဲမှာရှိတော့လူတိုင်းအားလုံးကနားလည်ရမှာကဒီလူတွေဒီလမ်းပေါ်ထွက်နေတာငါတို့အတွက်ထွက်နေတာလို့နားလည်စမ်းပါငါတို့အတွက်ငါတို့ကိုရဆိုင်လေးပဲရောင်းအထယ်ဆိုင်ပဲရောင်းကူးတန်းရောက်ဝင်မှုပဲရောင်းငါတို့ချီကမတော်မတရားစက်ကြီးအတော်မခံရအောင်ဒီလူတွေကငါတို့ချီကမရက်တီးပြီးတဲ့သူရဲကောင်းနေလို့နားလည်စမ်းပါသူတို့ကူညီပါထောက်ပံ့ပါစိတ်တက်ကြစရာစကားတွေတွေးပြစ်စရာစကားတွေနဲ့ခင်ဗျားတို့မချိတ်ချောက်ပါနဲ့ချင်းချောက်လာရင်ခင်ဗျားတို့အိမ်ပေါ်မှာအထိရောက်လာပြီးတော့ခင်ဗျားတို့အာမနာအလုတ်ခံရမယ်အသက်ခံရမယ်ပိုက်ဆံအလုတ်ခံရမယ်ဒါကိုချင်းချင်းလေးမြင်ဖို့လိုတယ်ဒီနေ့ရဲဘော်တယောက်ကြဆုံတိုင်းမှာအောင်မြင်မှုတွေကအထက်ထပ်ဖြစ်နေတယ်လို့မျိုးအဲ့ဒီရဲဘော်တွေကိုတပ်ဖြတ်သွားတဲ့အကောင်တွေမှာလည်းပြေးလမ်းမရှိဘူးဆိုတာကိုကျွန်တော်ချင်းချင်းလင်းပြောချင်တယ်ပြေးလမ်းမရှိဘူးပြည်သူလူထုလက်ထဲမှာအခုလောလောဆယ်အစိုးရရှိတယ်ကျွန်တော်မကြာခဏပြောတယ်ခင်ဗျားတို့ကြိုက်မကြိုက်မဲပေးခဲ့မပေးခဲ့လက်ရှိပြည်သူလူထုရဲ့အစိုးရဖြစ်တော့ CRPH ကိုပြဲဝါရမယ်အစိုးရတရားခိုင်မာသွားဖို့လိုတယ်အစိုးရတက်တရားဖြစ်လာပြီအခုကဖြစ်တော့ဖြစ်နေပါပြီအစိုးရတရားဖြစ်နေပြီနည်းနည်းလေးခိုင်မာသွားတာနဲ့ပွဲသိမ့်ပြီလုတ်ပိုင်ခွင့်တွေအများကြီးရှိတယ်ခင်ဗျားတို့ဘက်ကကာကွယ်ပေးတဲ့ဥပဒေတွေအများကြီးရှိလာတယ်ပြည်သူလူထုကဥပဒေနဲ့အညီရှေ့ကိုချီတက်ရမယ်အဲ့ဒီအတွက်လည်းပဲခင်ဗျားတို့နောက်မှာအကူအညီတွေအများကြီးရှိတယ်ပံ့ပိုးနေတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်တို့ကအကုန်ဖော်ပြောလို့မရဘူးအဲ့တော့ဒီနေ့မကူညီသေးဘူးလားမနဲ့ပြန်မကူညီသေးဘူးလားဆိုတဲ့ခရီးစကားတွေမပြောပါနဲ့ကိုယ်တိုင်ဝင်လုပ်ပါခင်ဗျားတို့ရှိကိုအကူအညီရောက်လာမယ်ကျွန်တော်ပြောပြီပဲကျွန်တော်ပါးစားနဲ့ပဲပြောတဲ့ကောင်မဟုတ်ဘူး
ကျွန်တော်တက်တဲ့မြကူညီတယ် plus သူများကိုမြောက်မပေးတတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းပြည်ထဲမှာရှိစဉ်ကာလကအရေးခင်းတိုင်းမှာပါဝင်ခဲ့တယ်အဲ့လိုပဲပြည်ပရောက်လာတဲ့ခါမှာလည်းအရေးခင်းတိုင်းမှာပါဝင်တယ်ဒီနေ့တောင်တရုတ်ပင်လေဒါနျူကလ িয়ার ချင်းချင်းပြိုင်မှာအမေရိကနဲ့တရုတ်နဲ့နျူကလ িয়ার ချင်းချင်းပြိုင်မှာကျွန်တော်သားအရင်ကိုထည့်ထားတယ်တေမင်းရှိရသေးလို့ရတယ်ဟေ့ဒါကဘာသူကဘာသားအတွက်အလုပ်လုပ်ပေးနေတာငါတို့ကဗဇာနဲ့ပြောတဲ့မျိုးရိုးမဟုတ်ဘူးကိုယ်တိုင်ကျွန်တော်အသက်ကအရွယ်အရစက်တက်ထဲကိုဝင်လို့မရတော့လို့ကျွန်တော်အမေရိကရောက်တဲ့အချိန်မှာစက်တက်ဝင်ဖို့ကြိုးစားတယ်မရဘူးတောက်ထက်ဒါကြောင့်လေကျွန်တော်တို့ကလူသားဆိုတဲ့စိတ်ရှိတယ်လူသားကိုမတရားလုပ်ရင်မခံနိုင်ဘူးလူသားကိုမတရားလုပ်ခြင်းဒီကျွန်တော်နှလုံးသားကိုအကြီးကြီးမီးရှို့ခြင်းနဲ့တူတယ်ကျွန်တော်နှလုံးသားကိုလှမ်းနဲ့ထိုးခြင်းနဲ့တူတယ်ပထမနဲ့မြောက်ပေးတဲ့လူတွေမှာမပါဘူးကျွန်တော်တို့ကိုယ်တိုင်ဝင်လုပ်နေတာအဲ့တော့ကျွန်တော်မွေးဖွားခဲ့ရအရက်လေးတကယ်ကိုညီကိုမောင်နှမစိတ်ဝင်သွားတာဒီကြီးမားသောအောင်မြင်မှုဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနေရာကပိုးဝေးလေးလေးပြောခြင်းတယ်ဒီလိုပြောပြီးနေတာကတစ်ချိန်မှာထိလွင်မှုဆိုကောင်ဗမာပြည်ကိုပြန်လာမယ်အမတ်နေရာယူရပါမထင်ပါနဲ့စွတ်တင်တော့မတက်ပါဘာနေရာမှလည်းမလိုချင်ဘူးကျွန်တော်လိုချင်တာတိုင်းပြည်လေးအေးချမ်းသာယာပြီးတော့လူချင်းညီကိုမောင်နှမချစ်စိတ်နဲ့ချစ်ခင်ပြီးတော့ဖွင့်ဖြိုးသွားတဲ့တိုင်းပြည်လေးတစ်ခုဖြစ်စေချင်ဒီအတွက်ကျွန်တော်မှရှိတဲ့အကြံဉာဏ်တွေရောငွေကြေးတွေရောအကုန်သုံးဖို့ရည်ရွယ်ပြီးသားပါကျွန်တော်ခင်ဗျားတို့ဗစားတဲ့မြောက်ပေးတဲ့လူကမပါဘူးအဲ့တော့ပြီးတော့စိုက်ဝါလည်းမပြစ်ဘူးမြောက်ပေးတာလည်းမယူစိုက်ဝါလည်းမပြစ်ဘူးခင်ဗျားတို့သိသိထိုက်တဲ့အမှန်တရားကို theory တိုင်းပြောတာကျွန်တော်ရထားတဲ့သတင်းတိုင်းပြောတာဒါပဲဘာကြောင့်လဲဆိုတော့စကားတစ်ခုမှားသွားရင်တာဝန်ရှိတယ်ကျွန်တော်တို့ကဗျာပရာပြောပြီးတော့ဘွားခတ်တဲ့လူတွေမပါဘူးစကားတစ်လုံးပြောလိုက်လို့ရှိရင်ပြောတာကိုဖြစ်အောင်လုပ်တဲ့လူတွေမှာပါတယ်အချိန်ကာလကွာရင်ကွာသွားမယ်မနေ့ပြန်ဖြစ်ရမယ်ဆိုတာဖြစ်အောင်ကြိုးစားနေတဲ့နောက်ကကြိုးချပြီးဆွဲတဲ့လူတအုပ်ပေါ်လာရင်တော့တပတ်ခါမှဖြစ်ရင်ဖြစ်မယ်အဲ့လိုအခက်ခဲတွေရှိလို့အချိန်ကာလကြန့်ကြာရင်ကြန့်ကြာမယ်ဖြစ်အောင်လုပ်တယ်အခုလည်းပဲကျွန်တော်တို့တိုင်းပြည်လေးကအောင်မြင်မယ်ဆိုတာကိုကျွန်တော်ကွက်ကွင်းမြင်တယ်လို့ကျွန်တော်တို့ကိုယ်တိုင်လည်းဖြစ်အောင်ပါဝင်အလုပ်လုပ်နေလို့ကျွန်တော်ဒီစကားကိုပြောရတာပါဒီလောက်အောင်မြင်နေတဲ့အောင်မြင်မှုဘယ်စစ်ခွေးရဲ့လက်နဲ့မှခြေဖြစ်လို့မရနိုင်တော့ဘူးဆိုတာကိုလည်းပဲမင်းအောင်လိုက်အပါအဝင်အာနာသိမ်းထားတဲ့အကျန်းဖက်အုပ်စုကသိစေချင်တယ်အာနာသိမ်းထားတဲ့ဘက်ကဘာရမလဲလို့မျှော်လင့်ပြီးတော့လိုက်အားပေးတဲ့ဒလန်တွေကိုလည်းသိစေချင်တယ်ခင်ဗျားတို့ကသမိုင်းတရားခံတွေဖြစ်တယ်သမိုင်းတရားခံရိုးရိုးလေးမဟုတ်ဘူးနော်တိုင်းပြည်တစ်ခုလုံးကလူတွေကိုစိတ်ဝေဒနာခံစားရအောင်ခန္ဓာကိုယ်ဝေဒနာခံစားရအောင်အသက်အန္တရာယ်ဖြစ်အောင်ခင်ဗျားတို့ဝိုင်းပင့်ဝိုင်းမခဲ့တဲ့လူတွေအဖြစ်ခင်ဗျားတို့ကကြီးမားသောတရားခံတွေဖြစ်တယ်ဒီတိုင်းပြည်ကဒီလူတို့ဘယ်လိုမှနောက်ဆုံးလို့မရဘူးနောက်ဆုံးရင်သေမှာသေတွင်းရှေ့တက်မှာကျွန်တော်တို့ကနောက်တစ်ဆင့်မှာပွဲသိမ်းသွားမှာဒီကောင်တွေကဒါဘီတွေတို့သေမှာဒါရှူရပဲကဒါဘီတွေလို့သေကိုသေရမှာအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တာကကျွန်တော်တို့တိုင်းပြည်ဟာမထင်မှတ်ပဲနဲ့တကယ်မှာတော့အဲ့လောက်မထင်မှတ်ခဲ့ဘူးအာနာသိန်းတဲ့အုပ်စုပြုတ်သွားရင်ရပြီဒါတော့ပဲတွေးပြီးတော့လူတို့ကဆန္ဒပြတာဒါပေမဲ့လုံးဝမထင်မှတ်တဲ့အောင်မြင်မှုအကြီးကိုရလိုက်တယ်လူသားချင်းညီကိုမောင်နှမချင်းလုံးဝသွေးစည်းညီညွတ်သွားတဲ့အောင်မြင်မှုနောက်ွယ်ကအကြီးပါဝင်ပတ်သက်နေတဲ့တရုတ်ပြည်မရဲ့လက်ကိုရိုက်ချိုးနိုင်မှုဒီလောက်အောင်မြင်မှုကိုရမယ်ဆိုတာဒီလောက်ရစ်တူရိုလေးနဲ့ဒီလောက်ပေးဆက်မှုလေးနဲ့ရမယ်လို့ဘယ်လိုမှမတွေးခဲ့တာကမ္ဘာပညာရှင်တွေကိုလည်းမတွေးရတာအဲ့ဒီအောင်မြင်မှုကိုရနေပြီကျွန်တော်တို့ကနောက်ဆုံးမယ်ဆိုတာမဖြစ်နိုင်ကျွန်တော်တို့ချိတ်တရမယ်ညီညွတ်ရမယ်ပို့ပြီးစီကန့်ရှိရမယ်ပို့ပြီးတော့စီကန့်ရှိရမယ်ပို့ပြီးတော့ဘ ഹു တုဒ္ဒတွေလေ့လာရမယ်ရန်သူဘယ်လိုတုံ့ပြန်မလဲဘ ഹു တုဒ္ဒတွေလေ့လာပြီးတော့ချစ်ကိုချီတက်ရမယ်ချစ်ကိုချီတက်ရင်းနဲ့အောင်ဒီဒီမိုကရေစီအောင်လံကြီးကိုခင်ဗျားတို့လက်တွေနဲ့ဆက်ခူးနိုင်ပါစေလို့ကျွန်တော်ဒီနေ့ဆုတောင်းတယ်စစ်ကြုံဘဝက
အများဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ရဲ့စကားကိုညီကုန်းရှုပ်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝါရာမတ်တူလာဝဘရကာတူ